Yapu di chain. Jaro Piamilo Dribi, Nozo Jim Chide. Hallelujah. Amen. Ayaw, Soma Owana Suraga, Jaza Machide, Suragule, Jaroa, or Tibo Chide, Shimate, Kanji Mese, Ship, and then the same man. Abi, Pinto a Pinto, Pinato, Rubu, social staging on Soma Owana, Pitalo. Dobby. Abiole. Soma Owana, Pitalo. Balo, the video they will let, Kate of Piaco and Georgian Chide. And the video they kick Kalama, the Mano Kalama, Drole, Balole, Pin Tana, Soma Owana, Pijade. Dame Kikala, the baby and Babila, Ludega, Kipinare, Talare, Talara Poma, Owanarigo, Tegido, Namatown Jimu, Eri Pema, who counted the Bime Banya, so you know, or Nathan will come in on Nathan Pila. Kapulo Soma Owan, a 2 piece in Hana Pite. Hallelujah. Amen. The need Jaya Yariga, Yin Toziari Repite. Yin Toziari Repite. Tamando window. Pinchuga, Yuga Lukito, Rodi, the Bam Yoda Rodi, Mapampo, Machiga Adigo, the No Ijai, Dodole, Yinuti, Masinjeti. Bedugoya, Makoya, meet the town, Payaki, Naa, Soma, Yataro, Umi. Hello, good night, and I'll be ordered at the Alum Pawilla. A Goloma, Fabiole, Soma, Malogale, Soma, Tata, Umi. A Piaga, 2 years ago. So a county be the low, do they go the Nagaruna she the low? Few people left Yaga, so ma over a Pichina, Pitara. A general county illusion there. Since they enjoy watching move, leaving your business in Luriano with Sandranima. Since they also enjoy watching as a Luria behind that of the a Jamba Jim Bimes and Luria Chichi Tonira. Amen. Soma Owana Kain Yamas of Malaju. Babe Pipi Payash and Kaina Yamuro Yogo Yoyama. Amen. Najam beginning to a child they would rob Yoyama. Hello. ဘုရားသခင်ဒီချစ်ချင်းမေတ္တာဖြစ်တော်မူ၏လို့ကျမ်းစာပြောသည့်အတိုင်းဘုရားသခင်ဒီအမျက်တော်ထွက်သောဘုရားလည်းဖြစ်တော်မူ၏အမျက်တော်ထွက်လားထွက်ပါရဲ့အဲဒီလိုဘုရားကအမျက်တော်ထွက်လားထွက်ပါရဲ့အဲဒီလိုဘုရားကမေတ္တာရှိတယ်ဆိုခொနချင်းခொနလီခွင့်လို့ပါဆိုအဲဒီအမျက်ဒေါသဖြစ်တော်မူသောဘုရားအဲ့တော့ဒီကတ်ကာလမှာဖြစ်တဲ့ဖြစ်ရည်ကဘာနိုင်ငံမှာဖြစ်နေတဲ့အရာတွေသင်တို့တည်ကြည့်မယ်ဆိုရင်တော့သိလိမ့်မယ်မိလောင်မှုတွေဖြစ်လားဖြစ်ပါတယ်ဖြစ်လားဖြစ်ပါတယ်ဘယ်မှာဖြစ်လဲကိုယ့်အကိုသိထားရင်ကောင်းတယ်ဟုတ်ပြီလားအဲ့ဒီမိတွေကမငြိမ်းသောမိဖြစ်နေတယ်နော်မြို့ကတစ်မျိုးလုံးပြာဖြစ်နေတာမကနောက်တစ်မျိုးပါကုဆက်အဲ့လိုကုဆက်ပြီးတော့မိလောင်တာတွေကိုတရင်မှကြားရတယ်အောင်ဗျာဒီလောက်ခေတ်တိုးတက်နေတဲ့အချိန်ကာလမှာဒီမိကိုမငြိမ်းနိုင်ဘူးသူတို့ဟယ်လီကော်ပတာနဲ့လေယာဉ်နဲ့ကားတွေနဲ့ဒီမျိုးစုံနဲ့အဲ့ဒီမိကိုငြိမ်းစေတော့လေမိကအဲ့ဒါတွေကိုယ့်အကိုသိထားပေါ့ကျွန်တော်အကုန်လုံးပေါ်တင်ပြောရင်တော့မကောင်းဘူးဟုတ်ပြီလားအဲ့ဒါကိုယ်ဟောတာနဲ့ကိုယ်စဉ်းစားဖို့ဘာတွေဖြစ်နေလဲ
ကက်ကလာဖြစ်တယ်ဘာတွေဖြစ်လဲကိုလည်းအဲ့ဒါတွေလည်းသိရမယ်နော်အဲ့ဒါသိမှလည်းကိုကပြောင်းလဲလို့ရမှာသုံးမဩဝါဒကိုလည်းခံယူလို့ရမှာဒါမှပြုရင်ပြောင်းလဲလို့ရမှာသုံးမဩဝါဒကိုခံယူမှကိုရတတ်တာပါဖြစ်မလဲပြုပြင်ပြောင်းလဲခြင်းတို့ကူပြောင်းမှာတော့ဘုရင်ဒီတိုင်းကဒီတိုင်းပဲငါမှန်ကန်ဆုံးငါလောက်တာမှန်တယ်ငါလောက်တာတရားတယ်ငါလောက်တာဟုတ်တယ်အဲ့ဒီလိုနဲ့သွားပြီးတော့နောက်ဆုံးမပြောရဘူးနောက်ဆုံးပဲရောက်မလဲဟမ်ဆုံးချင်းပဲထို့ကြောင့်စစ်တော်မိတ်ဆွေဒီကနေ့ဘုရားရှင်ထိုအချက်လက်တွေကိုစူးစီးပြီးတော့ပြောခိုင်းတယ်ကျွန်တော်လည်းစူးစီးနဲ့မနှဲတော့ဘူးရေးတာဒီတရက်နဲ့တော့ပြီးမှာမဟုတ်ဘူးဒါကတော့ချုပ်ပြောပြမယ်နောက်ခွင့်ကတဲ့နောက်ထပ်ဝေငါမှာဖြစ်တယ်ဖတ်မြောက်ရာဂျာအခန်းကြီး32အငယ်9:30ဤလူမျိုးကိုငါကြည့်နေပြီးလက်ဖေးခိုင်မာသောအမျိုးဖြစ်၏ဒီအမျိုးကဘာမျိုးလဲလက်ဖေးခိုင်မာသောအမျိုးဖြစ်၏ဒီမှာလာသောအမျိုးတွေကဘာမျိုးတွေလဲလက်ဖေးခိုင်မာသောဟုတ်လားငါပြောတာမဟုတ်ဘူးနော်ငါလူမျိုးဘာလူမျိုးလိုပဲခေါ်တာနေတော့ဒီတော့ကဘာမျိုးလို့ဒီတော့ကချင်းညာလဲဟာအတာမတော်တော့ဒီတော့ဘာလူမျိုးလဲဝန်ခံပါဘုရားရှိလူရှိမှဝန်ခံရတဲ့တတိရှိရမယ်အဲ့တော့ဂျာဂျာကဘာပြောလဲလေပင်ခိုင်မာသောအမျိုးဖြစ်၏တို့ဖြစ်၍ငါကိုရှိစေတော့ငါသည်အမျက်ပြင်းစွာထွက်၍သူတို့ကိုဖျက်ဆီးမိဘာပြောလဲအမျက်ပြင်းစွာထွက်၍သူတို့ကိုဖျက်ဆီးမိဘုသူကဘုရားဘုသူကသာရဘုရားအာဂဘေချစ်တဲ့ဆိုအာဂဘေချစ်ချင်းရှိတဲ့ဘုရားဆိုအခုဒီမှာကျမ်းစာကဘာပြောလဲအမျက်ပြင်းစွာထွက်၍သူတို့ကိုဖျက်ဆီးမိအမျက်ဒေါသကတော့ပြင်းစွာထွက်၍မလေးအရှင်ကပြင်းစွာထွက်၍အရှင်ကပြင်းစွာထွက်၍သူတို့ကိုဖျက်ဆီးမိဘယ်သူကိုသူတို့ကိုဖျက်ဆီးဘယ်သူကိုလေပင်ခိုင်မာသောသူတို့ကိုလေပင်ခိုင်မာသောသူတို့ကိုဖျက်ဆီးမိတဲ့အမလေးရဆက်လိုက်တာဒီတို့ဘုရားလည်းဒီလောက်တော့ကြောက်ရလားဒီကချမ်းသာမှရှိလို့လားရှိပါတယ်မတ်လေချမ်းသာမတ်အခုပြောလိုက်ရမတ်ပြီးအိမ်မှာလည်းပြန်ပြီးတော့ဖတ်ကြည့်ဆက်ပြီးတော့တင်းတို့ကကြီးသောအမျိုးဖြစ်စေမည်ဟူ၍၎င်းမောရှေအားမိန့်တော်မူ၏ဟုတ်ပြီဆက်ပြီးတော့မောရှေကိုစနေမှာလူတို့ကလည်းဘုရားသခင်သည်မကောင်းသောအကျင့်ရှိသဖြင့်သူတို့ကိုတောတောင်များ၌တက်၍ရေကြီးပေါ်ကတုတ်တင်ဖိရှင်းခြင်းအလို့မှသာနှောဆောင်ရည်သည်ဟုအဘဲကြောင့်ဆုံးဝဲအကြောင်းရှိရပါမည်ပြင်းစွာသောအမျက်တော်ကိုပေးတော်မူပါကိုယ်တော်၏လူလုံး၌ဤသို့အဖြစ်ပေးသည့်အကြံကိုနောက်ထပ်ရတော်မူပါဟာလေလုယာသူကဘလောက်ကောင်းပါလဲဘလောက်လေပင်ခိုင်ပါတယ်ဆိုဘုရားကိုတော့မှနောက်ကြပြင်းစွာသောအမျက်တော်အတွန်းနဲ့နာနာယူတဲ့တော်တဲ့လူတွေနော်ဖန်ဆင်းခြင်းကိုပြောတာကိုယ်ဖန်ဆင်းခြင်းကိုပြောတာကိုယ်တော်နောင်တယူပါတယ်ထို့ကြောင့်ဘုရားသခင်ကကဘာဦးကျအခန်းကြီး6အငယ်9မှ9မှာမြေကြီးပေါ်မှာသူအဖြစ်ကြီး၍သူဤစိတ်လုံးအတန်စီရှိမြတ်တို့သည်အစေမပြတ်စိုးညစ်ခြင်းတတ်ရှိကြောင်းကိုဘာကြောင့်လဲစိုးညစ်ခြင်းတတ်ရှိကြောင်းဘာကြောင့်လဲသူဤ
စိတ်နှလုံးကအကြံစီက ရှိသမျှတို့ ရှိသမျှတို့သည်တဲ့အစင်မပြတ် သိုးပြည့်ခြင်းတတ်တတ်ရှိ အစ ကြော င် င်း မပြတ်အစင်မပြတ်ဘာဖြစ်နေလဲ သိုးပြည့်ခြင်းတတ်တတ် အခါမှကောင်းတယ်လို့ မရှိ စိတ်ကောင်းနှလုံးကောင်း မရှိ ဘလို့စိတ်ကောင်းနှလုံးကောင်း မရှိဘူး တစ်ခါတလေတော့မရှိရဘူးလားအဲ့တော့ကျမ်းစာကဘာပြောလဲအစင်မပြတ် သိုးပြည့်ခြင်းတတ်တတ်ရှိကြောင်းကို ဘုရားဘယ်လောက်စစ်ထားလဲကြည့်ဘုရားကဘယ်လောက်တိထောင်တော့ဘုရားကဘယ်လောက်တိစစ်ထားလဲကြည့်ကျမ်းစာကဘာပြောလဲအစင်မပြတ် သိုးပြည့်ခြင်းတတ်တတ်ရှိကြောင်းကို ဘုရားသခင်တည်ပြီးတော်မူ၏အလကားမှာဘုရားကလိမ်ပါတယ်ငါတို့ကအဲ့ဒါလောက်မစိုးပါဘူးတခါတလေတော့ဟုတ်ပါတယ်ဟုတ်လားဟယ်လိုစင်ကြယ်ပေးနိုင်လား ပေးနိုင်ပါဘူး ဘုရားကိုစင်ကြယ်ပေးနိုင်လား ပေးနိုင်ပါ အဲ့ဒါလောက်လဲကျွန်တော်တို့မစိုးပါဘူးတခါလေအလုံးကောင်းပါတယ်ပြောနိုင်လား ပြောနိုင်ပါဘူး ဘုရားကဘလောက်စိတ်ပြတ်တယ်လဲကြည့်တခါလေကောင်းပြီးတော့လည်းစိတ်ရှည်အောင်မတင်နဲ့ထင်တာတော့ကျွန်တော်အဲ့တော့ကျမ်းစာကပြက်ပြက်သားသားပြောတယ်အစင်မပြတ် သိုးပြည့်ခြင်းတတ်တတ်ရှိကြောင်းကိုဘုရားသခင်သိမြင်တော်မူလေ မြေ ဒီ ကြီး ဒီ ပေါ် ပေါ်မှာလူကိုဖက်ဆီးတော်မူသည်ကိုနောက်ထပ်ရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ အာမင်ဘုရားကပထမထွက်မြောက်ကြမှာသူနောင်တယူလို့ယူတာလားမဟုတ်ဘူးဒီမှာဘုရားကလူကအစင်မပြတ်ပါဖြစ်လဲ စိုးရိမ်ခြင်းတစ်ချက် သူ့ ရှိ ရဲ့ တဲ့ စိတ်နှလုံးကအစင်မပြတ်ဘာဖြစ်နေလဲ စိုးရိမ်ခြင်းတစ် ဆ ချက် င်းနေနေတဲ့တက်အဲ့ဒါမှဖြစ်နေလို့ဘုရားကလူကိုဖန်ဆင်းတာကို နောက်ထပ်ရ၍နှလုံးတော်ပူပန်လျက်ရှိတော်မူ၏ အငယ်ခုနှစ်မှာ သာရဘုရားကလည်းငါဖန်ဆင်းသောလူကို၎င်းလူမှစ၍သားမြသွားတတ်သောတိရစ္ဆာန်များဘုံကောင်းကင်ငှက်များတို့ကို၎င်းရည်ကြီးမျက်နှာမှာငါတော့တင်ဖယ်ရှင်းပြီးသူတို့ကိုဖန်ဆင်းသောကြောင့်ငါတော်ဖရသည်ဟုမိန့်တော်မူ၏ ဟာလေလုယာ အာမင် သူတို့ကို ဖန်ဆင်းသောကြောင့်ငါတော်ဖရသည်ဟုမိန့်တော်မူ၏ ဘယ်သူကို လူတို့ကို ဘယ်သူကို လူတို့ကို ဟုတ်လားလူတို့ကိုဖန်ဆင်းသောကြောင့် ငါတော်ဖရသည်ဟုမိန့်တော်မူ၏ အဲ့ဒါငါတို့ကဘာတတ်တော်လဲဟယ်လိုငါတို့ကဘာတတ်တော်အဲ့ဒါဣဒပါလားလူတတ်တော်လည်းပါလားဘုရားက နောက်တော့ ဘယ်သူကို လူကိုဖန်ဆင်းသောကြောင့် သာခုတိလက်မခံနိုင်ဘူး ကျွန်တော်တို့ကိုဖန်ဆင်းသောကြောင့် ဟမ် ကျွန်တော်တို့ကိုဖန်ဆင်းသောကြောင့် ဘုရားနောင်တရကြရပဲဟိုခေတ်ကဘုရားကဟိုကဘာဦးမှာဘုရားကနောင်တရအခုလည်းနောင်တရနေမှာလာခုပဲကြည့်လေဟိုလူတွေသူတို့မပါဘူးလို့ပဲငါတို့မပါဘူးလို့ပဲဟုတ်လားဘယ်သူတို့ဘုရားနောင်တရကျွန်တော်အတွက်ကျမအတွက်အဲ့ဒီလိုသိမြင်လာရင်သင်္ကပြောင်းလဲဘလို့အပွင့်ရှိတယ်။ငါတို့ကမလေးဘုရားတရားနဲ့သူတို့ကဟောဖြစ်တာအဲ့လိုဆိုရင်တော့သင်သွားရလားငါတစ်မျိုးပဲပြောင်းလဲပါအဲ့တော့ဘုရားကဘာစကားကိုပြောခိုင်းလဲခင်ဗျားတို့ကိုအစပြောတယ်လေ ချင်းချောက်သောစကား ချင်းချောက်သောစကားမတ်တာနော်ညာပြမင်းမင်းလာမှာချင်းချောက်သော စကား အခုဘုရားကလူကိုဖန်ဆင်းတာတော့ဘာဖြစ်လဲ နောက်ကြရသည် အဲ့တော့ကျွန်တော်ကိုဘုရားဖန်ဆင်းတာကျွန်တော်ကဘာဖြစ်လဲကျွန်တော်စိုးညစ်နေလို့ကျွန်တော်ရဲ့နှလုံးသားမဖြူစင်လို့
ဖယားမနစ်သက်တာကိုကျွန်တော်အရှင်မြတ်ပါဖြစ်လေလုံနေလို့ဖယားကကျွန်တော်ကိုဖန်ဆင်းတာကို နောင်ကြားရရတယ် ဟုတ်လား ဟုတ်ပါတယ် ဒီမှာရှိတဲ့လူတွေဘော ဟုတ်ပါတယ် ကျွန်တော်ဝန်ခံတော့ခင်ဗျားတို့ကျွန်တော်တေးဝန်ခံနိုင်တာမဟုတ်ဘူးဒါပေမဲ့ကိုတိတတ်ဘူးဘုရားစကားနားထောင်တာနဲ့ကိုရတတ်တာမှာတခါတော့မကြီးလို့ပဲငါရဲ့ပုံမှန်ဘာလဲဆိုတာသိမြင်ဖို့လိုတယ်သိမြင်ရင်နောက်တိုင်းယူဖို့အခွင့်ရှိတယ်မသိဘဲနဲ့နေရင်တော့ကျမ်းစာမှာပြောလို့ဒီတော့ကဘာဖြစ်မလဲဒေဝိခိုင်ပါတော်မျိုးအမျိုးတော်ကြီးတယ်အဲ့တော့ဖယားတော်မှလူကိုဖန်ဆင်းတာ နောင်ကြားရတယ် အဲ့တော့အဲ့ဒီဖယားကနာမယူပြီးတော့နောက်ဆုံးသွားမလား စောပါဘူး အရှုံးပေးမလား ပေးပါဘူး မလုံးလဲ ဆုံးပါဘူး အဲ့ဒါလည်းနာမတော်ရင်အမျက်ဒေါသထွက်ပါ အာမင် ခုနကျမ်းစာကပြောတယ်အမျက်ဒေါသထွက်တော့ဖယားဘာလို့လဲလူကိုဖျက်ဆီးမယ် အာမင် ဖယားအမျက်တော်ထွက်ရင်ဘာခံနိုင်မလားခံနိုင်ပါဘူးလူတတော်ခံနိုင်မလားခံနိုင်ပါဘူးဖတ်ပေါရှိလားရှိပါဘူးပြပေါရှိလားရှိပါဘူးရှောင်းလို့ရမလားမရပါဘူးအားလုံးတော့သိတာပြီးလျက်ပင်ပြီးလျက်ပင်မိုင်ပဲနေလားဟုတ်ပြီကဘာဦးကျမ်းအခန်းကြီး18အငယ်20-21မှာတပန်တော်ရဘုရားက တော်တော်မျိုးဘောမကမျိုး၌ကျွေးကြော်သောအတန်ကြီးကြီး၍အလွန်အပြည့်လေးသောကြောင့်ယခုငါတော်၍ငါရှိသို့ရောက်ခဲ့ပြီးတော့ကျွေးကြော်ခြင်းရှိသည့်အတိုင်းသူတို့သည်အမှန်ပြုသည်မပြုသည်ကိုငါသိရှုမိမပြုလေမပြုသာကိုငါသိပြီးဟုမိန့်တော်မူ၏ အပြစ်ကဘာဖြစ်လဲအပြစ်ကဘာဖြစ်လဲ လေးတော်ကြောင့် အပြစ်က လေးတော်ကြောင့် အပြစ်က လေးတော်ကြောင့် အပြစ်က လေးတော်ကြောင့် ဘာလေးပဲလဲ အယံများတယ် အများများတယ်ဟုတ်လားလေးတယ်ပေါ့အပြစ်ကလေးသောကြောင့်အပြစ်က လေးတော်ကြောင့် အပြစ်ကလေးသောကြောင့်ကားတိုင်းထမ်းတဲ့ဘုရားကဘယ်နှချိန်လဲလေဘာကြောင့်လဲဟလို အပြည့်လေးတော်ကြောင့် အပြစ်လေးသောကြောင့်အပြစ်လေးသောကြောင့်ကားတိုင်းကိုထမ်းပြီးသွားတဲ့အခါမှာ ဟုတ်ကဲ့လေ လေးတယ်ဘာကြောင့်လဲလေ အပြည့်လေးတော်ကြောင့် ဘောမဘီလာဘာကြောင့်လေးလဲအပြစ်ကလေးလို့ခေတ္တထမ်းသွားတဲ့အခါမှာအဲ့ဒီလေးလမ်းသောအပြစ်ကြောင့်သူကဘာဖြစ်လဲလေးကြတော့โอเคအဲ့တော့ဘုရားကသူများပြောတာနဲ့နားထောင်ပြီးတော့အမျက်ထွက်လာအဲ့တော့ကျမ်းစာကပြောသူကိုယ်တိုင်မလုပ်မလဲငါကိုယ်တိုင်မှာသူတို့ဒီအမှန်ပြုသည်မပြုသည်ကိုငါကိုယ်တိုင်ကြည့်ရှုမယ်ငါကြည့်ရှုမယ်ငါကိုယ်တိုင်ကြည့်ရှုမယ်သူများပြောတာနားထောင်ပြီးတော့ငါကမစင်ရင်ဘူးမလုပ်ဘူးမယုံဘူးငါကိုယ်တိုင်ကြည့်မယ်တရားကိုယ်တိုင်ကြည့်တာမပြုတ်နေ မပြုသာကိုငါသိပြီးဟုမိန့်တော်မူ၏ ဒါပဲလားဟယ်လိုဒါပဲလားအဲ့တော့ဘုရားရဲ့ဆန္ဒပါလဲဆိုအမှန်ဖြောင်းမှချင်းနဲ့ရေးရမယ်ဆိုရင်ကျမ်းစာကဘယ်လိုရေးရမလဲသိလားမပြုတ်ရင်မပြုတ်ကြောင်ကိုအာတိပြုတ်ရင် ပြုကြောင်ကိုငါသိပြီးဟု အဲ့တော့ဘုရားကဘုရားကိုနှစ်သက်လဲ မပြုကြောင် ဟာလေလုယာအာမင်မပြုတ်တာကိုဘုရားကနှစ်သက်တယ်ဘုရားရဲ့ဆန္ဒကလည်းသူသားသမီးတွေအပြစ်မလုပ်ဖို့ပဲအပြစ်မရှိဖို့ပဲဘုရားကအလုံးလိုလားတာဖြစ်တယ်
ဒါကြောင့်ဒီမှာကျမ်းစာရေးတဲ့အခါမှာမပြုတ်တဲ့အကြောင်းပဲရေးတယ်ပြုတ်ရင်ကသူတို့ဒဏ်ခတ်မယ်ဆိုတာမျိုးဒီမှာဘုရားကမရေးမပြုတ်ရင် မပြုကြောင်းကို မပြုတ်တော့ငါသိမယ်ထိုနည်းတူပြုတ်ရင်လည်းအဲ့ဒါကိုရှင်းတော့ကောင်းတယ်နော်ချမ်းပါတယ်လို့ဆိုတော့အခုဘုရားကဘလောက်ချစ်တဲ့ကြီးလူကိုမပြုတ်တဲ့အကြောင်းကိုပဲပြောတယ်ပြုတ်ရင်ကဒဏ်ခတ်မယ်ဆိုပြီးတော့အဲ့ဒီကျမ်းစာမှာတော့မပြောဘူးနောက်အကြောင်းမှာတော့လာမယ်စာလံဆရာကအခန်းကြီးနဲ့အငယ်7မှာ တားတော်ကိုနမ်းကြလောဒုမဟုတ်လေအမျက်တော်ထွက်၍သင်တို့သည်လမ်း၌တက်စီးခြင်းသို့ရောက်ကြလိမ့်မည်အမျက်တော်သည်ချက်ချင်းထွက်လိမ့်မည်တားတော်ကိုကိုးစားသောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏ဟာလေလုယာအာမင်တားတော်ကိုကိုးစားသောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏အမျက်တော်ကချက်ချင်းထွက်လိမ့်မည်အမျက်တော်ကချက်ချင်းထွက်လိမ့်မည်အမျက်တော်ကချက်ချင်းထွက်လိမ့်မည်ချက်ချင်းနော်တတိတာအမျက်တော်ကချက်ချင်းထွက်လိမ့်မည်အဲ့တော့တခါမှမကြောက်ဘူးဘုရားပြောတာဟုတ်ရဲ့လားဒါမျိုးတွေစမ်းစာမှာရှိလို့လားရှိပါတယ်ဟုတ်လားဖတ်ဘူးလားဖတ်ဘူးပါတယ်လေးပြောပြီငါလည်းမဆိုင်ဘူးဆိုပြီးတော့ဖယ်ထားတယ်အဲ့တော့ဘုရားကိုသူကပြောတာလေလုံးမဟုတ်လေအမျက်ထွက်၍သင်တို့ဒီလမ်း၌တက်စီးခြင်းသို့ရောက်ကြလိမ့်မည်အမျက်တော်သည်ချက်ချင်းထွက်လိမ့်မည်တားတော်ကိုကိုးစားသောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏အာမင်အာမင်ဒါကြောင့်ကျွန်တော်တို့တောက်ကြနေကြီးမှာဘာဝန်ထမ်းကြတယ်ကားတိုင်းမှာဘယ်သူရှိလဲခေတ္တကဘယ်သူလဲခေတ္တကတားတော်ဒီမှာပြောတာလဲတားတော်သူအပေါင်းတို့သည်မင်္ဂလာရှိကြ၏အဲဒါကြောင့်ကျွန်တော်တို့အသင်းတော်ကအဲ့လိုလုပ်ခြင်းဖြစ်တယ်ဘောဘောဘီလာဟုတ်ကဲ့တောလေရာကျမ်းခန်းကြီး7အငယ်33မှာတို့ရာတွင်ငုံတကကိုမဝါမီခြာရဖျားသည်သူတို့ကိုအမျက်တော်ချွတ်၍အလုံးဖြစ်သောဘေးနှင့်တန်ထက်တော်မူ၏လာပြီအမျက်တော်လာပြီခုနဖတ်တာအမျက်တော်ကချက်ချင်းအခုဒီမှာလာပြီအလုံးဖြစ်သောဘေးနှင့်ဣသရေလလူမျိုးတို့ကိုအီဂျစ်ပြည်နဲ့ခေါ်ဆောင်လာတဲ့အခါမှာတဲကနေမှာသူတို့စားဖို့ကကောင်းကင်ကမာနကိုပေးတယ်။ဒါမဲ့လူတွေကဘာလုပ်လဲ။ညှိသွားတယ်။သူတို့ကဘာကိုစားခြင်းလဲ။အသားကိုစားခြင်းတယ်။အဲ့တော့မောရှေကိုသူတို့ကပြောတယ်။မောရှေကဘုရားရှင်မှာတင်ပြတယ်။ဘုရားကဘာကိုချပေးလဲ။ငုံသားကိုချပေးတယ်သူတို့ဘာလုပ်လဲအဲ့ဒါတွေကိုအာရပါရကိုလို့ဖမ်းပြီးတော့သူတို့ကောင်းအောင်စားဖို့လုပ်ကြတယ်စားရလားဟယ်လိုစားရပါလေဘယ်ဒီရောက်လဲမဝါမီအတက်တော့မရောက်ဘူးပေးတော့လဲဘယ်သူကပေးလဲသာရဖျားပေးအခုစားကနေမှာကိုင်ယူမဝါမီဘာဖြစ်လဲသာရဖျားသည်သူတို့ကိုအမျက်တော်ထွက်၍အလုံးပြေသောဘေးနှင့်တန်ခတ်တော်မူ၏အာမင်ဒါဖြစ်ရနော်ဓမ္မကျမ်းစာမှာရေးထားတာဖြစ်ရသာဝရဘုရားရဲ့မြတ်တော်ဒေါသစားဖို့လည်းသူပဲပေးတယ်လေဘင်းခိုင်မာတော့လေဘင်းမာနေထိတ်ကုန်ပြီလေဘင်းခိုင်မာတယ်မလား
လဲမင်းမာနေပါဖြစ်လဲဖြစ်သွားပြီအထက်တော့မရောက်ဘူးအရာကဘလို့ရှိမှတော့ဟုတ်ဒီတို့ဘုရားကလည်းတော်တော်ကျမ်းတာပဲဟဲ့ဘုရားကပေးတယ်နော်မောရှိပြောတော့မောရှိပြောတော့ဘုရားကပေးတယ်ဒါကြောင့်ကျွန်တော်တို့ကလည်းတောင်းတာစဉ်းစားပြီးတော့တောင်းကြဟယ်လိုလူချင်းတာအားလုံးကိုတက်မဲ့ပြီးတော့ဘုရားကပေးသလိုလိုနဲ့ဟယ်လိုပေးသလိုလိုနဲ့မတောင်းခင်တောင်းတင်သလားစဉ်းစားမိမှဘုရားရှိမှအိမ်ရှိကမိမကယောက်ျားလေးမွေးတယ်အိမ်ရှိမိမကယောက်ျားလေးမွေးတော့ငါလည်းမွေးနေလို့ဆိုရင်တရားတော်ဘုရားရှိမှတောင်းရင်ပေးမယ်တောင်းရင်ပေးမယ်ပေးတဲ့ကလေးကဟုတ်လားကျွန်တော်ပြောတော့ကျွန်တော်ကဒီလိုသိတာရှိရောအဲ့တော့ဒီကျမ်းတဲ့တွေကိုကျွန်တော်ကအမြဲပါလို့တခါလေးမှလည်းမဟုတ်ဘူးနော်ဒီကျမ်းတဲ့တွေကျွန်တော်ကအမြဲပါပြီလေမင်းညွန်နေတာဒီလားမင်းညွန်နေတာဒီလိုဘုရားကဒီလောက်ဟိုအမြဲတော်တာထွက်မဲ့ဆိုတာကိုကျွန်တော်တို့မသိအောင်ဘယ်သူကဒါတွေကိုဖုတ်ပွက်တာလဲဒီတော့ကနေရာတိုင်းသူ့ကိုပဲသူကလွေးစစ်စစ်နေပါလေတော့လိုက်နှဆိုကြီးပဲငါတို့ကအဲ့ဒါလေးငါတို့တစ်ဖက်ကိုပဲမြင်တယ်နောက်တစ်ဖက်ကိုမမြင်တာတစ်ဖက်ကမေတ္တာရှိတဲ့ဘုရားနောက်တစ်ဖက်ကအမြဲဒေါသဖတ်တော်ဘုရားအထာဝရဘုရားတော့အဲ့လိုပါပဲခေတ္တဘုရားတော့ကောင်းလားဟုတ်ကဲ့ကောင်းတယ်အကြောင်းဘုရားကကျွန်တော်ကလေအဲကျမ်းစာဘတော်ဘုရားကမာနကိုမကောင်းကင်ကနေချပေးတဲ့လူတွေကညီတော်တော့နောက်ပါလို့လဲအဲဟောသားတွေကတော့ဝါလင်းဆိုစားတယ်လို့တင်နေတာဟုတ်ဘုရားပေးတာကိုပဲသိတယ်အမြတ်တော်ကကွယ်နေတယ်ဘာဖြစ်လို့ပြင်းထန်လို့အမြတ်တော်စားဖို့သူတို့ကဘလောက်သူတို့နည်းနည်းခဲဘယ်မှာသူတို့အိမ်မှာချက်တာလားဟယ်လိုဘယ်မှာလဲတဲတဲ့မှာလမ်းကြီးမှာအားလုံးရှိသေးမလားရှိတာနဲ့သူတို့စားကြည့်တဲ့ဇောနဲ့သူတို့လည်းရှိတာနဲ့လုတ်တာအများကြီးသူတို့မလုပ်လဲမိခင်ပြီးစားမှာပေါ့ဒါပဲလွယ်လားငါတို့လိုမဆလာတွေပါနေနေပြီးတော့လုပ်လို့ရမလားမရပါဘူးအဲ့ဒီအချိန်ကြီးသူတို့ရဲ့အချိန်ခါကလုပ်လို့မရတဲ့အချိန်ခါကအဲ့ဒါအလွယ်လို့ဘာလုပ်လို့ရလဲပြီးလို့မရဘူးအဲ့တော့အဲ့ဒီလိုလုပ်ပြီးစားတဲ့အချိန်မှဖြစ်တာနော်တတ်တာကအတော်ကြီးတာအဲ့ဒီအချက်ကိုတော့အခုကျွန်တော်တို့ဒီမှာသူကဒီလိုလုပ်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်ဖတ်ပြီးတော့မေ့လို့မရအောင်နော်အဲ့ဒါတစ်စစ်နော်သတိပေးတယ်စာလံဆရာလည်းသတိပေးတယ်ဒါပေမဲ့ကျွန်တော်တို့ကသတိမမှုတာဒါပေမဲ့ဒီမယောင်ရဲမီစားတော်ခြင်းတွင်ဘုရားသခင်၏အမျက်တော်သည်တက်ရောက်သဖြင့်ဇန်ဟာတို့သူတို့ကိုဝဲမြဲ၍ ဣသရေလလူမျိုးတို့ကိုလဲချတော်မူ၏
ဆိုလို့လဲခုနနဲ့တူတူပဲလား တူပါပဲ တခြားရှိပါလား ဟုတ်ပါဘူး ဘဝဖမ်းမြောက်ရာချမ်းဒါက စာလက်ကျန် စာလာဝေးပဲမဆိုင်ဘူးလား ဆိုင်ပါလေ စာလာဆရာလည်းတတိပေးတယ်နော်သူတို့ဖြစ်တဲ့ဖြစ်ရကိုသိတယ်သိပြီးတော့သူကပြောတယ်သူတို့တက်မဲ့တော့အစာမအစာလဲ တက်မဲ့တော့အစာ တက်မဲ့တော့အစာအဲ့ဒါမှပြည့်လေဘုရားသခင်ကအမျက်တော်သည်တဲ့တက်ရောက်သည်ဒါကြောင့်ကျွန်တော်တို့အပြစ်ကိုသိဖို့အပြစ်ကိုနောင်တယူဖို့အရေးကြီးတယ်တရားဟောရာကြားအခန်းကြီး6အငယ်15-16မှာသင်၏ဘုရားသခင်ထာဝရဘုရားသည်သင်တို့၌ အဖြစ်ရှိမှုရောဝဲသောဘုရားဖြစ်တော်မူ၏တိဘုရားသခင်သာရဘုရားသည်တိကိုအမြတ်ထွက်၍ရေကြီးပြင်မှာတောက်တင်ဖက်ရှင်းတော်မူမည်ဟုစိုးရိမ်စရာရှိ၏ စိုးရင်စရာရှိတယ်။ဘာကြောင့်စိုးရင်ရလဲ ရေကြီးပြင်မှာတောက်တင်ဖက်ရှင်းတော်မူမည် မြေကြီးပြင်ကနေတင်ကို တောက်တင်ဖက်ရှင်းတော်မူမည်ဟု အဲ့တော့မြေကြီးကတုတ်တင်ပြီဆိုရင်ဒီဘယ်ရောက်မလဲရေဝေးရောက်မယ်တုတ်တင်ရှင်းတဲ့နေရာအဲ့ဒါပဲလေမြေကြီးကနေရှင်းပြီးအဲ့ဒီရက်ွက်ရောက်တော့ဒါတွေကိုကျွန်တော်ကမသားဖို့ကောင်းတယ်ဆိုတာကိုပြောခြင်းဖြစ်တယ်တရားဟောရကြားခန်းကြီးကိုအငယ်9မှာတင်းဒီဘုရားသခင်သာဝရဘုရားကို အမျက်တော်ထွက်စေခြင်းမှာဒေါ၌ပြုမိသည်ကိုမမေ့နှင့် တော့မှလောက်တာကိုမမေ့နဲ့ အောက်ပိလော တင်းဒီ ဟေဂုတုဒီရဲ့ချတ်တော်နေမှဆိုင်၍ဒီလက်တော်ရောက်သည့်တိုင်အောင်သာရဘုရားကိုပုံကံပြီး လူကဒါကြောင့်ဘုရားနောင်တယူတာလေဒီလူကိုကယ်တော့ဒီလူတွေကျေးဇူးရှိလား ပုံကံတယ် ဘယ်တော့အစားလဲပုံကန်တယ် ခုလည်းပုံကံ ပုံကန်နေတာဒါကြောင့်ဘုရားကဟောရအရ၌သာရဘုရားကိုအမျက်တော်ထွက်စေသဖြင့်တိကိုဖြည့်ဆည်းလောက်အောင်အမျက်ထွက်တော်မူ၏ ဖြစ်စီလောက်ခိုင်းတာဟုတ်ဘုရားကိုယုံကြည်တဲ့ဘက်မှာတော်တော့ကိုယုံကြည်ခိုင်းမှရင်ဘယ်လောက်ကောင်းမလဲတို့တော့လူတွေကဘာဖြစ်လဲအမျက်တော်တော်ခက်တယ်နော်လူတွေတော်ခက်တယ်အမျက်တော်ထွက်စေသဖြင့်တင်းကိုဖြစ်စီလောက်အောင် အမျက်ထွက်တော်မူ၏ ဖြစ်စီလောက်အောင်အမျက်ထွက်ကိုလုံးတဲ့အဖြစ်ဆက်ပြီးတော့တရားသူကြီးအခန်းကြီးနဲ့အငယ်7မှာထာဝရဘုရားသည်ဣသရေလမျိုး၌ပြင်းစွာအမျက်ထွက်လျက်လူယူသောသူတို့လက်တော်အိုက်၍အဝိဇ္ဇင်သောရန်သူတို့၌ရောက်တော်မူသည်ဖြင့်ရန်သူတို့ရှိမှသူတို့သည်တပါမရနိုင်ကြတဲ့ဘုရားသခင်ကလူတွေကိုတနာတယ်ဟုတ်တယ်လူတွေကိုချစ်တယ်ဟုတ်တယ်ဒါပေမဲ့ဒီလူကဘာဖြစ်လဲလဲပြီးခိုင်မာပြီးဘုရားစကားကိုနာမခံတော့ကြောင့်ဘုရားကဘာဖြစ်လဲအမျက်ဒေါသထွက်ရခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ကဘာဖြစ်လဲသိဖို့သိကိုသိရမယ်အာမင်အဲ့တော့ဘုရားအမျက်ထွက်တဲ့အရာမှာအလုံးပြည့်ထန်စွာအမျက်ထွက်ခြင်းရဲ့အကြောင်းကသဒ္ဒဓမ္မရာဇဝင်အခန်းကြီး20နဲ့အငယ်7မှာ
အကြောင်းမူကားသူတို့သည်ငါ့ကိုစွန့်ကြပြီ မိမိတို့လုပ်သောအရာတို့ဖြင့်ငါအမျက်ကိုနှုတ်ဆော်ခြင်းကအခြားတစ်ပါးသောဘုရားတို့ရှိမှနိုင်တာပေါင်းကိုမိရှို့ကြပြီ ငါကိုအမျက် အမျက်ကိုနှုတ်ဆော်ခြင်းက လူကဘုရားကိုဘာသွားလို့လဲဒီလား အမျက်နှုတ်ဆော်ခြင်းက သူကသူအလုံးရှုံးနေတဲ့ဓာတ်ပါတော့ဘာဘုရားကဘာကိုပန်းသိပြီးတော့အရာအားလုံးကိုသူကချီးကျူးဆောင်ပါတဲ့ကမှာသူကဘာဖြစ်လဲအလုံးရှုံးနေတယ်ဒါပေမဲ့လူကဘာလို့လဲဒီလား အမျက်ကိုနှိုးဆော်ပြီးတယ် အမြဲသွားလို့ဆိုတယ်ခမင်းကြီးမနေနဲ့ကျွန်တော်လောက်တာကိုကြည့်အဲ့တော့ဘုရားကသူအမျက်တော်ထွက်ရမယ်အရာကဘာလဲဆိုအချမ်း ဘုရားတို့ရှိမှလက်တာပေါင်းကိုမိရှို့ကြပြီ ထို့ကြောင့် ဤအချက်၌ငါအမျက်မိသည်မပြိမ့်ပဲလောင်ရလိမ့်မည်ဟုမိန့်တော်မူ၏ အမျက်ကဘုရားရဲ့အမျက်တော်ကဘယ်လိုပုံမနာနဲ့ မိငိမ့်တော်မီ ဘုရားရဲ့အမျက်တော်ရဲ့လက္ခဏာအခုကျွန်တော်တို့ဒီလိုပဲလုပ်ပါဒါပေမဲ့ဘုရားရဲ့အမျက်တော်ဒေါသရဲ့လက္ခဏာကဘာလဲ မငိမ့်တော်မီ မိဆိုတော့ဘုရားလည်းဘာနဲ့ မိအမျက်တော်မိကျန်တာကဘာပြောလဲ ငါအမျက်မိသည်မငိမ့်ပဲလောင်ရလိမ့်မည်ဟု ငါရဲ့အမျက်တော်မိက မငိမ့်ပဲလောင်ရလိမ့်မည်ဟုမိန့်တော်မူ၏ ငြိမ်းလို့ရမလားမရပါဘူးမိသားကားလေးနဲ့ မရပါဘူး ဟယ်လီကော်ပတာနဲ့ မရပါဘူး လေယာဉ်နဲ့ မရပါဘူး ရေတယ်နဲ့လေယာဉ်လေးရောက်လားအဲငါတို့ဒီလောက်ခစ်မီတဲ့နိုင်ငံခစ်မီတဲ့ကဘာမှာငါတို့နေတာဒီမီလောက်ကတော့ ACC ဘောလောင်တော့မှတခါလည်းပြာဖြစ်တယ်ပြာဖြစ်တဲ့ဒီကိုလောင်တာဘာမှမကြောက်အဲ့တော့ကျမ်းစာမှာအခုလိုရှိတဲ့အရာတွေကိုကျွန်တော်ကသိရင်ယခုနောက်ဆုံးတော့ဒီကာလတွေမှာဖြစ်နေတဲ့ဖြစ်ရပ်တွေကိုကျွန်တော်ကတကယ်ကိုတိုင်းတာကြည့်လိုက်ရင်အဖြေအမှန်ပေါ်တယ်ငါတို့ဘုရားကအမျက်တော်ဒေါသကြီးသောဘုရားလေ ဖြစ်တယ် ဘုရားဆိုရင်အတိပြောမရဘူးနော်ငါတို့ဘုရားကအ မျက်ဒေါသကြီးသောဘုရား ဘုရားလေ ဖြစ်တယ် ဘုရားလေဘုရားလေဘုရားဖြစ်တယ်ဆိုရင်ပြန်သွားပြီဒီနေ့ကျွန်တော်ခုဒီဟယ်လိုနေလို့ရမလားမရပါဘူးငါတို့ကရေးစစ်လားငါတို့ရေကတုံးများမနေလားအမလေးခုနပြောတယ်ဘယ်ရောက်သွားမလဲအဲဒီမှာနေရမယ့်လူတွေအဲ့တော့ငါတို့ဘုရားကပါလေအမျက်တော်ဒေါသလည်းဘုရားဖြစ်တယ်တော့လည်းငါတို့လုံးမမဟုတ်ဘူးအမျက်ဒေါသဖတ်တယ်ဘုရားဆိုရင်ဟုတ်တယ်ကွာငါဒီလိုပဲကွာဆိုပြီးတော့ပါသွားလိမ့်မယ်ဘာကြမ်းမလဲပြာပဲကြမ်းမယ်ပြာပဲကြမ်းမယ်အဲ့ဒါကိုကျွန်တော်နားလည်ဖို့ဖြစ်တယ်အေရမိအခန်းကြီး25အငယ်6မှာအခြားတစ်ပါးသောဘုရားနောက်သို့လိုက်၍ဝိမပြု၏မကိုးကွယ်ကြနှင့်ကိုယ်လက်နှင့်လုပ်သောအရာများအဖြစ်ငါ၏အမျက်ကိုမထွက်စေကြနှင့်ငါသည်လည်း သင်တို့ကိုမမြင်စေဟုစစ်ဆိုကြ၏ ဘုရားကပြောငါသည်လည်း သင်တို့ကိုမမြင်စေဟု အဲ့ဒီတော့ကိုရဲဆက်မလုပ်ချင်ဘူးအဲ့ကျွန်တော်လည်းဘုရားလည်းအမျက်တော်ဒေါသအမျက်တော်ဒေါသဘုရားမထွက်စေချင်ဘူးအဲ့တော့ဘုရားကအရာအမျက်ထွက်သောအချက်ကပါလေသာသောဘုရားကို ဘာဘယ်မျိုးတဘာဘုရားကိုဝိပုဘု
ရားလုံးဝမကြိုက်ဖိညတ်တော်မှာပြောထားတဲ့ငါမတပါး အခြားဘုရားမကိုးကွယ်ရ ငါမတပါးအခြားဘုရားမရှိငါမတပါးအခြားဘုရားမရှိရှိရင်ဒါပဲရှိတယ်ဆိုရင်အမြတ်တော်ထွက်ဧဒင်ဂျီလာကံကြီးရှိမှာအငယ်7:18မှာတပန်တော်အချင်းလူသားတို့အမှုကိုမြင်ပြီးတော့ယူလာမျိုးကြီးရဲ့အရ၌ဆက်ဆုံးယူလာတဲ့အမှုတော်ကိုပြုတော်ဖြစ်ပေါ်လာတော့ အပြစ်ကပေါ်တော့အပြစ်က ပေါ်တော့ ဘလောက်လေးလည်းမသိဘူးနော်အပြစ်ကဘလောက်လေးတဲ့ခုနကျွန်တော်ဖတ်တာအပြစ်ကလေးတယ်အဲဒီမှာဘုရားပြောတာအပြစ်က ပေါ်တော့ ဒီပေါ်တော့အပြစ်ကိုလောက်တာလားလေးတော့အပြစ်ကိုလောက်တာလား လေးတော့ဖြစ် ဆက်ပြီးတော့သူတို့ဒီ ဒီအတ္တမဥဖြစ်တတိလုံးကိုပြည့်စေ၍ငါ၏အမျက်ကိုအထက်ထက်လို့ဆိုကြပြီ ကောင်းလိုက်တော့ကွာဘုရားရဲ့အမျက်တော်ကို အထက်ထက်လို့ဆိုကြပြီ တဲတော်တဲ့လူတွေနော်အမျက်တော်ကိုတော်မှ ထက်ထက်လို့ဆို ထက်တာဟာလူကတော့တော်တော်စွမ်းတယ်နော်ငါတို့လူတွေကတော်တော်စွမ်းတယ်နော်ဘုရားကိုတော်မှ ထက်ထက်လို့ဆို အမျက်ထွက်တာဇဂနတအခုကြတော့ ထက်ထက်လို့ဆိုကြ အထက်တာဘုရားကိုတော်မှ အထက်ထက် အမျက်တော်အထက်တာ လို့ဆို လို့ဆိုလောက်အောင်ငါတို့ကဘာဖြစ်လဲဟယ်လိုငါတို့ကတက်ကျွမ်းတယ်မလေးအထင်မသေးနဲ့ငါတို့ဘလောက်တော်လဲကြည့်လားငါတို့ဖန်ဆင်းတဲ့ဘုရားကိုတော်မှငါတို့ကတကားလေးမဟုတ်ဘူးနော်ဘုရားကိုအထက်တာဝါတော်လိုက်တာပေါ့ငါတို့တော့တော်လားငါတို့ပဲရှိတယ်ဟုတ်လားအထက်တာ လို့ဆိုကြပြီ အဲ့ဒါလောက်ဒီလူကတက်သွားတယ်။အားကြောင့်ဘုရားကလူကိုဖန်ဆင်းတာ နာရရ ငါပါကြီး။ရတယ်လားမရသေးဘူးလား။ဘုရားကအထက်တာဒေါသချင်းအောင်လောက်တာဘယ်သူလဲသိလား။သူဖန်ဆင်းတဲ့လူသားပဲရ။တတ်တဲ့တော်တွေကမရဘူးလောက်လည်းမလောက်တတ်ဘူး။သူတို့ကမလောက်တတ်ဘူး။ငါတို့ကမဖြစ်လို့အဲ့ဒါကြောင့်လည်းမဟုတ်ဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ငါတို့ကိုဖယားကသူ့ပုံသဏ္ဍာန်နဲ့အဲ့ဒါကြောင့်ငါတို့ကိုဖန်ဆင်းတဲ့ဖယားကိုလက်ကိုဒီပါလားတော်လိုက်တာကွာငါတို့ကိုဖန်ဆင်းတဲ့ဘုရားကိုတော့မှငါတို့ကထက်တာမြတ်တော်ထွက်အောင်လုပ်နိုင်စွမ်းရှိတဲ့သူတွေမှာတော့တစ်ဖက်ကသက်စွမ်းနိုင်ပေမဲ့သူရမြတ်တော်ကချက်လို့ဆိုပြီ ငါတို့နိုးစော်လို့သူရမြတ်တော်ထွက်ပြီးမှတ်တော့ဘာဖြစ်မလဲပြပြသွားမယ်အဲ့ဒီအစစ်တီကိုငါတို့ကလောက်စွမ်းနိုင်တယ်တတ်စွမ်းနိုင်အခုဘာလောက်ကြလားလောက်လာငါတို့ကမလောက်တာနော်နိုင်ငံတကာမှာဖြစ်နေတဲ့ဖြစ်ရကိုကြည့်ဒီ EFSS ဘုရားကိုတည်ရောကြတယ်ဘုရားကိုလောင်းပြောင်းတယ်အထက်တဲ့အမြင်တော့ထွက်မလားမထွက်ဘူးလားထွက်ပါဘူးအထက်တဲ့အမြင်ထွက်လာအောင်ကိုသူတို့ကလုပ်ပြကြတယ်ဘုရားအမြင်တော့ထွက်မလားမထွက်ဘူးလားထွက်ပါဘူးအဲ့ဒါတွေကိုကျွန်တော်ကသတင်းကြားရတယ်တီဗီမှာမြင်ရတယ်ငါတို့လည်းမဆိုင်ဘူးလို့နေလို့မရဘူးနော်ဒီဟာတွေဖြစ်ရက်ကဘာကြောင့်လဲအဲ့ဒါဒီကိုနော်အခု
ရားဒီနေ့အဲ့ဒီအခွင့်အရေးပေးတယ်အဲ့တော့ကျွန်တော်တို့သိရမှာလားဘုရားကိုအမျက်ထွက်အောင်အငယ်ဆက်ချင်းမှာထို့ကြောင့်ငါသည်နှမျောဆုံးမခြင်းမရှိပဲငါ၏အမျက်ကိုလွတ်လိုက်မည်သူတို့သည်ကျဲသောအတန်နှင့်အော်၍တောင်းလျှောက်တော်လေငါသည်နားမထောင်ဟုမိန့်တော်မူ၏ဘုရားကအမျက်တော်ကိုဘာလုပ်မလဲလွတ်ပေးမယ်လွတ်ပေးမယ်လွတ်တော့လေကျဲသောအတန်နှင့်အော်ဟစ်၍တောင်းလျှောက်တော်လေငါသည်နားမထောင်ဟုမိန့်တော်မူ၏အဲ့ဒီအချိန်မှာအတနာခံရင်လေနာမထောင်မိတ်တော်မူ၏နာမတော်ဘူးနာမတော်ဘုရားယေတနာပါဆိုရင်နာမထောင်နာမမတော်တာအဲ့ဒါကိုကျွန်တော်သိဖို့ဖြစ်တယ်စာလအခန်းကြီး9အငယ်7စနစ်မှာဘုရားသခင်သည်တရားသခင်စီရင်တော်ဘုရားဖြစ်၍ငါတို့ဘုရားကတရားသခင်စီရင်တော်ဘုရားဖြစ်တရားသဖြင့်တရားမတရားဘယ်တော့မှမလုပ်ဘူးတရားသဖြင့်စီရင်တော်ဘုရားဖြစ်၍မတရားသောသူကိုအစဉ်အမျက်ထွက်တော်မူ၏မတရားသောသူကိုအစဉ်အမျက်ထွက်တော်မူ၏ထိုသူသည်မပြောင်းလဲလျင်ဓာတော်ကိုသွေးတော်မူ၏လေးတော်ကိုထင်၍ရွေတော်မူ၏ပြောင်းမလားမပြောင်းဘူးလားဟယ်လိုပြောင်းပါမယ်ပြောင်းမလားမပြောင်းဘူးလားပြောင်းပါမယ်မပြောင်းရင်ဓာတ်ကိုသွေးနေပြီဓာတ်ကိုသွေးနေပြီမပြောင်းရင်ကျုပ်ပြောတာမဟုတ်ဘူးနော်ကျုပ်ကိုကြောက်စရာလည်းမလိုဘူးဒါပေမဲ့ကျမ်းစာကပြောနေတာဘာစကားလဲချိန်ချောက်တော်စကားပြောထားတယ်လေတတိထားချိန်ချောက်တော်ဘာစကားလဲချိန်ချောက်တော်စကားကျမ်းစာကဘာပြောလဲပြောမူ၏ဒါကိုသိတော်မူ၏နဲ့မျက်စိထဲမှာမြင်အောင်ကြည့်ပါလားဒါကိုသိတော်မူ၏နဲ့မျက်စိထဲမှာမြင်အောင်ကြည့်စမ်းဖနာပြမရှိတယ်နော်ဒါတွေ့တဲ့နေရာမှာငါတို့နေမလားပြေးကြတရားရင်းအားလုံးကကျမ်းစာထဲမှာပဲရှိတာအခုပြောတာအားလုံးကောင်းတဲ့ဝင်လားမသိဘူးဝင်ပါတယ်ဟယ်လိုဝင်ပါတယ်မသားကြတော့ကျမ်းစာကိုမိုက်မလာတော့ဖတ်ဘာလို့နေလဲနိုင်မတဲ့မှာမြင်ပါစေကျောင်းကိုပြောတာမဟုတ်ဘူးတော့နောက်တရဖို့အဲ့ဒါကြောင့်အဲ့လိုတွေးပြီးအဲ့လိုမြင်ပြီးနောက်တရပါစေလို့စေတနာနဲ့ပြောတာအဲ့ဒီအိမ်မရပါစေလို့ညတော်တော်များများလူတွေကိုညာတွေးတယ်အတမပေးလိုက်တယ်ဒါကြောက်စရာလားအခုကြောက်စရာမဟုတ်ဘူးဘာဖြစ်လို့ငါတို့ကိုအဲ့ဒီလိုအခုဓာတ်တွေးတယ်လို့ပြောတဲ့အချိန်မှာဒီဓာတ်ကိုငါတို့မြင်ပြီဆိုရင်ငါတို့ပြောင်းဖို့အခွင့်ရတယ်လေအဲ့တော့